အဲ့ဖိုက်တာပုံစံကလည်းပြောရရင်ခါဗီတို့လိုရုရှားသားရဲ့လိုမျိုးဒီတမန်မှုရဲ့အင်အားတွေအထိတ်ရောက်နေတာမဟုတ်တာမန်ကောင်ပဲသိရမလားတခြားလိုပါလို့နဲ့ပုံစံโอเคဟောတာတော့မနေ့ပြန်ဂျိုရှူအာဘန်ပွဲရှိတယ်အဲ့တော့ဂျိုရှူအာဘန်ကအရင်တစ်ခေါက်မှာချန်ပီယံဖြစ်ခဲ့တာမှန်တယ်သို့တော့သူကအလွယ်တကူနဲ့ချန်ပီယံရဲ့ဒါလက်အစ်လွဲသွားတဲ့ accident မှာသူရသွားတယ်ပေါ့အဲ့တော့ပိတ်သက်တွေကသူကိုတိတ်ပြီးတော့ respect မရှိဘူး fighter တွေလည်းသူ့ဘက်မှာတိတ်ပြီးတော့ respect မရှိဘူးဒါအမှန်တရားကိုပြပြတာအဲ့တော့ဒီပွဲမှာ Joshua Ban ချန်ပီယံကပန်းနဲ့ Titan ကြောင်းဆိုတဲ့အကြောင်းအရာတစ်ခုတက်တည်ပြဖို့လိုတယ်လက်ရတစ်ခုပြဖို့လိုတယ်သူနဲ့ချမဲ့ဂျပန် fighter ကဒါက ground သမားပေါ့ခြေဆွဲမှာပေါ့ကျွေးစုတွေဂျူဒိုတွေနဲ့လာတယ်အဲ့တော့ဒီ star match ကအလောက်မဟုတ်ဘူးအဲ့ fighter ပုံစံကလည်းပြောရရင်ခါဗီတို့လိုရုရှားသားရဲ့လိုမျိုးဒီတမန်မှုရဲ့အင်အားတွေအထိတ်ရောက်နေတာမဟုတ်တာမန်ကောင်ပဲသိရမလားတခြားလိုပါလို့နဲ့ပုံစံအဲ့တော့ဂျိုဂျူဘာအနေနဲ့တိတ်တောင်းတစ်ဖက်ကိုကာကွယ်နိုင်မယ်ပေါ့ဗျာလှဲတိုင်းမလဲဘူးပေါ့အောင်လာဆန်တော့လှဲတိုင်းမလဲဘူးဆိုလို့ရှိရင်တော့ဂျိုဂျူဘာဘန်ကပိတ်သက်သဘောကျအောင်ဘူပပေါက်နဲ့ထိုးနိုင်မယ်တွဲလုံးတွေပြနိုင်မယ်ဆိုလို့ရှိရင်တော့ဂျိုဂျူဘာဘန်အနေနဲ့ဒါထိုက်တန်နဲ့လက်ရည်ချောင်ပြပြီးတော့ကပတ်ကိုဆက်ပြီးထိန်းနိုင်လိမ့်မယ်အဓိကတော့ချက်ကတော့တိတ်တောင်းတစ်ဖက်ပဲခြေလာဆွဲဒူးနဲ့တိုက်စပရောလုံးကြောကုန်းဖိထားသိရမလားကော်နာကြီးလိုပြသိမလားအလစ်ကိုခေါင်းတောင်းလေးပါနဲ့ထောင်းပေါ့အဲ့လိုမျိုးသိရမလားလုံးနိုင်လို့ရှိရင်ဂျိုဂျူဘာဘန်နိုင်နိုင်မယ်ကဲကိုကတော့ဂျိုဂျူဘာဘန်ကိုအားပေးတယ်ဂျိုဂျူဘာဘန်ကသိရမလားရုပ်ကိုဗမာထန်ရှိရဗျာပြင်းမယ်ထိုးမယ်ဆိုတဲ့ရုပ်ပြတဲ့မှာမာတယ်ပေါ့မာလုံးလေးဥမာဘယ်လိုမျိုးလဲဆိုတော့ရဲသွင်းနေလို့ရုပ်မျိုးလေးတွေပေါ့အဲ့လိုမျိုးလေးတွေဆိုတော့ဟိုကောင်ကတည်းက6လို့မင်းသားလို့ပါညာခလေးလို့ပုံစံမျိုးတော့မကြအောင်အဲ့တော့ဂျိုဂျူဘာဘန်ကအားပေးမယ်ဒါပဲစောင့်ကြည့်ကြတာပေါ့တူတူ